good night လို့ပဲနှုတ်ဆက်မှာပေါ့နော်ညဒီနိုပိုက်စာလို့ဆိုပြီးခေါက်ဆွဲပြုတ်စားမယ်လို့ကြီးကြလို့ခေါက်ဆွဲပြုတ်တာပြုတ်ပြီအဲ့ဒါစကားပြောမယ်ဆိုပြီးပြောထားပြီးတော့ကိစ္စလေးတစ်ခုကြောင့်သူ့ဖေနဲ့စားကြသူ့ဖေစားကြတော့ကြတငယ်ချင်းတွေနဲ့သွားတာဟို तू ကလိုက်သွားတယ်အမကတော့မလိုက်ဘူးပြန်လာအောင်အခင်နေစားလာတာအန်ဟာကားပေါ်မှာအန်လာတာဟိုအလုပ်ကိုရှုပ်ပြီးတိုင်တွေကိုပတ်နေရပဲအဲ့နဲ့ပဲဝါမဖြစ်လိုက်စကားပြောလိုက်အခုတော်တော်မိုးချုံမှတက်လာအိတ်ကုန်ကြပြီတင်တယ်အကုန်လုံးမသူဟိုเจ้าဒီเจ้าဘာเจ้าညာเจ้าဘာမှမပြောခင်ကိုเจ้าလေးနည်းနည်းပါမိဆက်ပေးမယ်လေနော်အမเจ้าနဲ့ပတ်သက်ပြီးတော့ဘာမှတော့တခါမှလည်းအဲ့လိုမတင်ဘူးသားလေးနဲ့ပုံလေးတွေပဲအမြဲတမ်းပြောတာရှင်တာလေးတွေပဲအမြဲတမ်းပဲတင်နေပေါ့နော်အဲ့လိုမျိုးဆိုတော့လူတွေကတချို့တွေကကိုရီးယားမှာဒီမိုင်းကိုရီးယားလိုမျိုးယူထားတယ်သားလေးနဲ့အေဂျင့်နဲ့ပျော်ရွှင်နေပါညာအဲ့လိုမျိုးအပေါ်ပိုင်းလေးကြည့်ပြီးတော့အထင်တွေကြီးပြီးတော့ဟိုအရန်ဟိုမှအားတွေကြာနေမှာဆိုလို့အဲ့လေနည်းနည်းလေးပြောပြချင်တယ်အဲ့ဒီကြောင်းလေးပေါ့နော်အထူးသဖြင့်အဲ့ဒီအိမ်ထောင်ဗီဇာနဲ့လာမဲ့လူလက်ရှိဒီမှာရောက်နေတဲ့လူနော်ကိုယ့်ရဲ့စီနီယာလည်းဖြစ်ချင်းဖြစ်မယ်ဂျူနီယာလည်းဖြစ်ချင်းဖြစ်မယ်အမတွေညီမတွေကိုကလေဆရာကြီးတော့မဟုတ်ဘူးဆရာမကြီးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုကလေဒီမှာအများကြီးပဲလေအများကြီးပဲပြဿနာတွေအများကြီးပဲဖြစ်ခဲ့ပြီးတော့ဒီအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့နော်မျိုးသားနဲ့ပြဿနာတွေအများကြီးဖြစ်ခဲ့ပြီးရုံးတွေရောက်ခက်တွေရောက်စင်တာတွေရောက်သိလားအမျိုးစုံလက်ကြီးနဲ့စားတယ်ဒါဆုံးအန်တဲ့ရောမမဟဲ့စနာ잘했어ဆုံးအန်တဲ့လက်နဲ့မစားအောင်နော်တဲ့နော်ခုအိတ်တော့မှမို့လို့အဲ့လိုဆိုတော့လေကိုကအသက်ငယ်တာကြီးတာနဲ့ဒီအတွေ့အကြုံများတဲ့လူကရင်းကျက်တယ်ဆိုတာလေအဲ့လိုမျိုးပေါ့ကိုကတော့ဒီမှာနေတာ၄နှစ်တော့မ17လပိုင်းမှာပြည့်မှာ၄နှစ်ပဲရှိသေးတယ်နော်ဒါပေမဲ့လေကိုရဲ့အဲ့လိုမျိုးပေါ့တွေ့ရကြုံရတာလေပြဿနာတွေကလေတလမယိုးတမ်းမဖြစ်တာအဆင်မပြေဘူးပုတ်ကွယ်အဆင်မပြေတာလေမပြေတာများပါလေအဲ့၄နှစ်အတွင်းမှာ3နှစ်လောက်ကပြဿနာတွေကြီးပဲအဲ့နဲ့လုံးလဲချလဲနဲ့နောက်ပိတ်ဆုံးတော့ကျန်တဲ့အမတွေကလည်းအကြံပေးတာနဲ့ငါဒီလိုလုပ်လို့မရတော့ဘူးအမကလေစိတ်ကြီးတဲ့ထဲမှာပါတယ်စိတ်ကြီးတာထက်စိတ်ဆက်တယ်အခုချက်ချင်းဒါဖြစ်ချင်ပြီလို့ဒါကိုချက်ချင်းလုပ်လိုက်ရမှာအဲ့လိုမျိုးနောက်ပိုင်းကျတော့လေအဲ့လိုမျိုးတွေကြီးပဲကိုကလေကိုစိတ်တိုင်းဟိုမှာလေဓာတ်လိုက်လုပ်တာကိုဖြစ်ချင်တဲ့စိတ်ကိုထင်တယ်ဆိုတဲ့စိတ်ကိုမှန်တယ်ဆိုတဲ့စိတ်တိုင်းလုပ်ပလိုက်တော့လေတချို့ဟာတွေကလည်းလေနည်းနည်းလေးတွေဟိုဟာဖြစ်တာပေါ့နော်ဟိုထိမိမရှိတာတွေလူရင်းမရောက်တာတွေအဲ့လိုမျိုးလေးတွေဖြစ်တာပေါ့နော်အဲ့တော့အခုနောက်ပိုင်းဆိုလို့ရှိရင်ညီမကဘယ်လိုလဲဆိုလို့ရှိရင်တိတိကျကျစဉ်းစားပြီးတချို့အမတွေအကြံပေးတာနဲ့ငါဒီလိုမျိုးစိတ်လက်မှန်မှလုပ်လို့မရဘူးငါဘာလို့လူချင်တာလဲငါဘာလို့ဖြစ်ချင်တာလဲခေါင်းရိပ်ထားပြီးတော့ငါသူ့ဘယ်လိုကင်တွယ်ရမလဲအဲ့လိုမျိုးလေးတွေစဉ်းစားတက်လာတာပေါ့နော်အဲ့ဒီရဲ့အတွေ့အကြုံလေးတွေကိုပြန်မျှဝေပေးခြင်းနဲ့နော်အဲ့လိုမျိုးဆရာကြီးတော့မဟုတ်ဘူးတချို့တွေကတော့ဒီမိမကြီးကအခုမှတက်လာပြီးတော့ကျန်ရောက်တာမှဘယ်တော့မှမကြောက်ဘူးဆရာကြီးလက်တန်းနဲ့အဲ့လိုမျိုးထင်မှာဆိုလို့အခုနောက်ပိုင်းအဲ့လိုမျိုးသတင်းတွေလေအဲ့လိုမျိုးသတင်းတွေဆိုတာကိုလိုမျိုးအဆင်မပြေတဲ့သတင်းတွေကြားနေရတာတွေအများကြီးပဲကြားတာတောက်လျှောက်လက်ထပ်ဗီဇာနဲ့လာတယ်ဒီကိုလာတယ်ဗဒနာပဲပေါင်းတယ်ကွဲတယ်ဗဒနစ်ပဲပေါင်းတယ်ကွဲတယ်ခလေးတယောက်နဲ့ဘယ်လိုမျိုးတွေဒုက္ခရောက်အဲ့လိုမျိုးတွေအများကြီးပဲအဲ့ဆိုလေကိုမြန်မာမင်းကလေးတွေကလေအဲ့လိုမျိုးဒုက္ခရောက်နေတော့ကိုလေကြားရတဲ့တဲ့တွေမကောင်းဘူးရင်ထဲမကောင်းဘူးပေါ့နော်အဲ့တော့ကိုတွေ့နေရကိုကြုံခဲ့တဲ့ဟာလေးတွေကိုဖြစ်တဲ့ဟာလေးတွေပေါ့နော်ကိုပြန်ပြီးတော့ဘယ်လိုမျိုးလေးဆိုလို့ရှိရင်ဘယ်လိုမျိုးလေးအဆင်ပြေမယ်ဘယ်လိုမျိုးလေးဖြစ်တယ်ဆိုရင်ဘယ်လိုမျိုးလေးလှုပ်တင်တယ်တဲ့မလားအဲ့လိုမျိုးလေးတွေကိုတက်နိုင်တယ်လို့ပြန်ပြီးတော့ပြောပြပေးလို့ရတာပေါ့နော်သိချင်တာလေးတွေရှိတယ်ဆိုလို့ရှိရင်ဆရာကြီးတော့မဟုတ်ပေမဲ့ချက်ပေါက်မှလာမေးလို့ရတယ်နော်ကျမရဲ့ပထမဦးဆုံးပိုင်းလေးကို
နည်းနည်းလေးပြပြပေးမယ်ပထမဦးဆုံးဆိုတာဘာလဲဆိုတော့ဒီကိုရီးယားနိုင်ငံသားနဲ့ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ဖြစ်လဲဆိုတဲ့ဟာပေါ့နော်အဓိကတော့ကျမရဲ့အဖေအမေပြီးတော့ကျမသားလေးကျမမြန်မာမှာသားလေးတစ်ယောက်ရှိတယ်အခုကတော့12နှစ်ပေါ့အဲ့ဒီကလက်ထပ်ခါစားသားလေးက9နှစ်ကျော်ပဲရှိသေးတာကျမကတော့ကိုလုပ်ငန်းနဲ့ကိုစားနိုင်တောင်းနိုင်အဆင်ပြေတယ်ဆိုပေမဲ့ကိုဗစ်တွေကိုစစ်တွေဖြစ်လာတဲ့အချိန်မှာအဖေရဲ့အမေရဲ့သားရဲ့ကျမရဲ့အဲ့လိုမျိုးမိန်းကလေးတစ်ယောက်တည်းရုန်းကန်မှုအတွက်ကအရန်ခက်ခဲလာတော့အဲ့ဒါနဲ့ကိုကစဉ်းစားပြီးတော့မှငါဒီလိုကိုရီးယားနိုင်ငံသားကိုလက်ထပ်လိုက်လို့ရှိရင်သားလေးရဲ့ပညာရေးအဲ့ဒီကကိုဗစ်တွေကိုစစ်တွေဖြစ်တော့ကလေးရဲ့ကျောင်းကဒီနှစ်တက်ကမှလားနောက်နှစ်တက်ကမှလားတချို့တွေတက်ကြတော့လဲဘုံတွေပေါက်လို့ဘာတွေပေါက်လို့နဲ့အဲ့လိုမျိုးလေးတွေရှိရလေအဲ့မျိုးလေးရှိတော့ကိုကကြောက်ကိုသားကိုစိုးရင်တာပေါ့နော်အဲ့မျိုးနဲ့ကဲအဲ့ဒါဆိုလို့ရှိရင်တော့ငါသားလေးပညာရေးအတွက်ငါသားလေးနောင်ရေးအတွက်ငါမိဘတွေကကောင်းကောင်းလေးမသေးခင်လေးကောင်းကောင်းမွန်ထားခြင်းနဲ့ပြုစုခြင်းနဲ့ဆိုတော့စိတ်တစ်ခုတည်းနဲ့ကိုရီးယားနိုင်ငံသားကိုလက်ထပ်ဖို့ဆုံးဖြတ်ဖြစ်တာပေါ့နော်ဆုံးဖြတ်ဖြစ်တယ်အတိမိတ်ဆွေတယောက်ကမိတ်ဆက်ပေးတယ်အွန်လိုင်းကနေမှတဆင်းသူနဲ့ကိုယ်နဲ့စကားတွေပြောကြည့်တယ်6လ10လလောက်ရှိမယ်တနည်းနည်းပါပေါ့စကားတွေပြောပြီးတော့ကိုမဒီလိုကလေးရှိတယ်ဒီလိုကျမသားနဲ့တူလာမယ်ဆိုရင်တော့ကျမတို့တွေရှေ့ဆက်ဖို့အဆင်ပြေတယ်ပေါ့သူကလည်းဂရုတွေပေးတယ်โอเคသားကိုလည်းခေါ်မယ်အမေကိုလည်းလက်ထပ်ခွင့်ပြုပါဆိုပြီးတော့ကိုကိုလည်းပေါ့လက်ထပ်ခွင့်တောင်းလာတယ်အဲ့လိုမျိုးမြန်မာပြည်မှာသူကလာပြီးကိုနှစ်ပတ်ဗီဇာနဲ့သူလာတယ်နှစ်ပတ်ဗီဇာနဲ့လာပြီးကိုလက်ထပ်တယ်လက်ထပ်ပြီးတော့သူကပြန်သွားတယ်ပေါ့နော်လက်ထပ်ထားတဲ့စာရွက်စာတမ်းတွေစာချုပ်တွေအကုန်လုံးသူကဟိုဘက်ကိုရီးယားနိုင်ငံမှာသူကတင်ရသေးတယ်တင်ပြီးပြီဆိုမှဟိုဘက်မှာစာကြပြီးဟုတ်ပြီလက်ထပ်ခွင့်ပြုပါတယ်ဆိုတော့စာကြပြီးဆိုမှကိုသူကဖိတ်ခေါ်တာကျွန်တော်ရဲ့ဇနီးကိုကျွန်တော်ဒီသူတို့ကိုရီးယားနိုင်ငံကိုဖိတ်ခေါ်ပါတယ်ဖိတ်ခေါ်ချင်ပါတယ်ဆိုပြီးအဲ့လိုဖိတ်ခေါ်မှကိုကကိုရီးယားနိုင်ငံကိုရောက်လာတာပထမတော့ကိုကလေအခုသားနဲ့တူသွားမယ်လို့တော့ညှို့လင့်ထားတာတွေးထားတာမြန်မာမှာ passport တွေတူလောက်သားမိနဲ့သူကလည်းခေါ်မယ်ပေါ့သူကလည်းအကုန်လုံးပြောထားဆိုတာပဲပြီးတော့တကယ်ကြတော့ကိုတယောက်တည်းပဲရသေးတယ်ပေါ့နော်နောက်မှသားလေးကိုခေါ်မယ်တဲ့အန်သေးရောတီးနိုးပြီးတော့ကြုံအမျိုးစုံမအေးကိုလိုက်ရှုပ်တီးနိုးစားကြရှိရစားပြီးရင်ကိုပြန်အိတ်ပေါ့ကဲပြောတော့ဘယ်နှရောက်သွားပြီလဲမသိဘူးကလေးမေတွေဘွားနော်အဲ့လိုကျမမြန်မာသားလေးနဲ့ပေါ့တူလာမယ်ဆိုပြီးတော့ passport တွေတူလို့သားမီးနှစ်ယောက်ပျော်ခဲ့တာပေါ့နော်သူကလည်းလောက် passport လောက်ပတ်စံချင်းလွှဲပေးအဲ့လိုမျိုးဘလောက်ကုန်အဲ့လိုမျိုးဆိုကိုကလည်းအဲ့ဒီကအပြောဘာမှမလဲနာအဲ့နဲ့ကိုကထားပါတော့သူကဖိတ်ခေါ်တယ်ပေါ့ဖိတ်ခေါ်တော့လောလောဆယ်ကကျတော့ကိုကိုပဲရသေးတာနောက်မှသူ့ကိုခေါ်မယ်တဲ့ဒီ upset ဖြစ်မှာပေါ့နော်သူအဲ့လိုမျိုးပြောအဲ့နဲ့ကိုကရင်သွားပြီး3လပဲတဲ့ဗီဇာဆိုတော့3လပြည့်ပြန်လာမယ်လို့ကိုစိတ်ထဲမှာအဲ့လိုမျိုးလေးထင်တာပြန်လာပြီးတော့ဒီမှာ upset တဲ့ဆောင်မွေးဖြေပေါ့နော်အဲ့လိုမျိုးကိုကအဲ့လိုမျိုးလေးထင်တာလားအဲ့နဲ့ဟိုမှာနေတဲ့အချိန်မှာရောက်လဲရောက်တော့ဆက်စချင်းရောက်လဲရောက်တော့ကိုကလေကိုရဲ့နိုင်ငံလည်းမဟုတ်ကိုရဲ့အမေလည်းမရှိအဖေလည်းမရှိသားလည်းမရှိအဲ့လိုမျိုးဆိုကိုဘာသာစကားလည်းတစ်လုံးမှမရလူကလေရှင်ထဲမှာဟာပြီးတော့လေသားကိုလွမ်းတဲ့စိတ်ကလေအယမ်းမွန်းချက်တာပဲဘလို့လည်းမသိဘူးဒီလိုစားလို့လည်းမရအဲ့လိုလည်းမရအဲ့လိုမျိုးဆိုကိုကအဲ့လိုမျိုးဖြစ်နေတာကို तू ကလေသူ့မချေနဲ့လို့ပုံစံမျိုးထင်နေတဲ့တူပါတယ်ကိုပေါ် तू ကအပြစ်တွေမြင်လာအပြစ်တွေမြင်ကိုကလည်းဘာသာစကားမရတော့သူ့ကိုဘလို့မှလည်းပြန်ပြီးပြောလို့မရကိုကလည်းစိတ်ကအယမ်းဟွာဖြစ်နေတော့ तू ပြောတဲ့ဟာလည်းကိုက opposite ကိုပြောရလဲ तू က opposite ပဲအဲ့လိုမျိုးဆိုတော့လေလုံးဝအဆင်မပြေခဲ့ဘူးပေါ့နော်အဲ့ရောက်ချင်းကိုရီးယားနိုင်ငံကိုကျွန်မဒီနေ့ရောက်နောက်နေ့မနက်ချစ်ချင်းသူ့အမဆိုင်စားတော့ဆိုင်သူခေါ်သွားပြီးတော့တခါတည်းအလုပ်လုပ်ခိုင်းတာဟိုရောက်တာနဲ့ပကံစေးအိမ်သားစေးချမ်းထိုက်တပြက်စီလွှဲအကုန်လုံးကိုလန့်သွားပေါ့ကဲပါအဲ့လောက်ထိဟာ